မင်္ဂလာပါရှင်လူတိုင်းမှာကိုပိုင်အိမ်မက်နဲ့အိမ်လေးတွေတော့ရှိကြတယ်မလားအဲ့လိုမျိုးအိမ်မက်ထက်အိမ်လေးတွေကိုလက်တွေ့အကောင့်နဲ့ပေါ်ပေးမယ်လက်တွဲပေါ်တော့ရှိဖို့လိုမယ်နော်ဒီနေ့မှာတော့ King Construction ကနေပြီးတော့အကျန်းနေရာစပြီးတော့ interior decoration တွေအထိပါစေတနာအပြည့်နဲ့ဖန်တီးပေးရတဲ့ modern luxury အိမ်လေးနဲ့မိတ်ဆက်ပေးကြပါတယ်ဟုတ်ကဲ့နော်အိမ်တရဲ့အသက်ကအုံမြင့်နဲ့အကျန်းနဲ့ခိုင်ခံ့မှုပဲဖြစ်ပါတယ်။ King Construction ကဆောက်လုပ်တဲ့အိမ်တိုင်းမှာဆိုလို့ရှိရင်တော့ quality နဲ့ပတ်သက်ရင်လုံးဝမလျှော့ထားပါဘူးเนาะ။ engineer ဘိုင်းဆိုင်ရာတွက်ချက်မှုကနေစပြီးတော့အစစရာရာမှာဂရုတစိုက်နဲ့တေချာအသေးစိတ်လေးကိုလုပ်ပြီးထားတာဖြစ်ပါတယ်။အိမ်တိုင်းမှာဆိုလို့ရှိရင်တော့နှစ်တည်းအကြာကြီးခိုင်မြဲနေဖို့အတွက်ဆိုလို့ရှိရင်တော့ King ကကျွမ်းကျင်တဲ့ပညာရှင်တွေအကုန်လုံးကဂရုတစိုက်နဲ့အသေးစိတ်တိစောက်ပေးထားတာလေးဖြစ်ပါတယ်ရှင်။ဒီရဲ့ထူးခြားချက်ကတော့ natural light ပဲဖြစ်ပါတယ်။အိမ်အတွင်းပိုင်းကိုလင်းအောင်ကောင်းကောင်းဝင်အောင်လို့လင်းဝင်တွေထွက်ကောင်းအောင်လို့တေချာတွက်ချက်ပြီးတော့ဆောက်လုပ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအိမ်ထဲကိုရောက်လိုက်တာနဲ့စိတ်ကိုလန်းဆန်းစေမှာဖြစ်ပါတယ်။ဒီအိမ်လေးကလေ modern ဆန်နဲ့ဒီဇိုင်းဖြစ်ုံနဲ့မကဘဲနဲ့နေထိုင်သူတွေရဲ့စိတ်တိုင်းကြဖြစ်အောင်လို့ space တစ်ခုချင်းစီကိုအလှပဆုံးနဲ့အကျိုးရှိအောင်ဖန်တီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာနေထိုင်တဲ့သူတွေကလည်းစိတ်ကိုကြည်လင်ပြီးတော့ချမ်းချမ်းသာသာလေးနဲ့နေရမှာဖြစ်ပါတယ်။အခုဆိုလို့ရှိရင်တော့အထောတဲ့ဘိုင်းနဲ့ decoration ဘိုင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ King က luxury ပစ္စည်းတွေကိုသုံးတာဖြစ်ပါတယ်ဒီပစ္စည်းလေးတွေကိုကြည့်လိုက်တာနဲ့ပစ္စည်းတွေရဲ့အဆင့်တန်းမြင့်မာမှုလည်းသိရမှာဖြစ်ပါတယ်နေရာတိုင်းမှာလည်းလေစိတ်ဆက်တေချာလုံးတဲ့အခါကျတော့ဓာတ်ပုံရိုက်ချင်စရာတွေပဲเนาะဒီထဲမှာဒါဆိုတဲ့အတိုင်းပဲလက်ဖြားခါရတဲ့အချောတဲ့လက်ရတွေကို King မှာပဲရရှိမှာဖြစ်ပါတယ်အရေးသွေးကိုအဓိကထားပြီးတော့စေတနာပြည့်နဲ့တိစောက်ထားတဲ့အတွက်ကြောင့်မလို့ King Construction နဲ့ယုံကြည်စာတက်တဲ့ဖို့ဖိတ်ခေါ်ကြပါတယ်ရှင်။တင်းရဲ့နေအိမ်ကတင်းရဲ့ဂုဏ်သိက္ခာပဲမို့အကောင်းဆုံးတွေကိုပဲရွေးချယ်လိုက်ပါ။ကျမတို့ King Construction ရဲ့စောင့်ဖို့တိုင်းပါပဲ Build your dream with our quality အားလုံးလည်းစိတ်ရချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။